ကမ္ဘာအနှံ့ကိုထိခိုက်စေတဲ့အလွန်ကြီးမားတဲ့ဆူနာမီလှိုင်းကြီးတစ်ခုကြောင့်ဟောင်ကောင်မြို့တစ်မြို့လုံးရေလွှမ်းမှုသွားပါတယ်။အချိန်အနည်းငယ်ကြာပြီးနောက်အာရှာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကရေလွှမ်းမှုထားတဲ့အဆောက်အဦတစ်ခုထဲမှာတစ်ယောက်တည်းအသက်ရှင်နေပါတယ်။သူမဟာမိုးရေဟုဆူဆောင်းပြီးတောက်ချက်မီးအလင်းအထည်အသုံးပြုရင်းနေစဉ်ဘဝကိုတတိနဲ့ဖြတ်သန်းနေပါတယ်။ရေပြင်ပေါ်မှာလှဲ့လည်နေတဲ့လူရဲ့သမောင်းတွေကိုရှောင်ရင်းအသက်ရှင်နေရတာပါ။တနေ့မှာတော့ရေထဲကနေမူးလဲနေတဲ့ကလေးမလေးတယောက်အာရှာရဲ့အဆောက်အဦအနားကိုလှမ်းလာတာကိုတွေ့လိုက်ပါတယ်။သူမနာမည်ကဟီဟီဖြစ်ပါတယ်။အစမှာအာရှာကမယုံကြည်ပဲတန်တရားများနေပေမဲ့အချိန်ကြာလာတာနဲ့အမျှနှစ်ယောက်အတူအသက်ရှင်ဖို့အပြန်အလှန်အားကိုးလာကြပါတယ်။ဟီဟီကမိဘတွေကိုပြန်ရှာဖို့လွှဲတစည်းဆော်ပြီးမြို့ကနေထွက်ခွာခြင်းနေပါတယ်။ဒါပေမဲ့အာရှာကတော့ပြင်ပကဘာဟာအန်ဒီယေများလို့ပုံနေတင်တယ်လို့ယုံကြည်နေပါတယ်။ဒီအတိုးအတွဲမှာလူရက်သမားတွေပြန်လာပြီးအဆောက်အဦထဲဝင်ရောက်ရှာဖွေတဲ့အခါအာရှာရဲ့အတိတ်အမှန်တရားတွေတဖြည်းဖြည်းထွက်ပေါ်လာပါတယ်။ဆူနာမီနေ့ကအာရှာဟာသူမရဲ့ညီမအေမီကိုကေနိုင်ခဲလင်လေကိုသာကေဖို့ရွေးချယ်ခဲ့ပြီးအေမီကိုဆုံးရှုံးခဲ့ရတာပါ။နောက်ဆုံးမှာတော့အာရှာဟာဟီဟီကိုကာကွယ်ဖို့လူရက်သမားတွေကိုတယောက်ချင်းစီရင်ဆိုင်တိုက်ခိုက်ပြီးကိုယ်တိုင်ရှင်သန်ဖို့မိမိကိုယ်ကိုပြောင်းလဲနိုင်ခဲ့ပါတယ်။အဆုံးတွင်အာရှာညက်ဟီဟီဟာစစ်မှန်တဲ့လွေတစည်းနဲ့ရေလွှမ်းမြို့ကိုထွက်ခွာပြီးအသက်တစ်ခုစတင်ဖို့ခရီးဆက်ကြပါတယ်။ဒီဇာတ်ကားကတော့အသက်ရှင်မှုအပြစ်ခံစားမှုနဲ့မျောလင့်ချက်အကြောင်းကိုထိထိမိမိပြထားတဲ့ survival movie တကားဖြစ်ပါ